ဒီစာလေးကိုမင်းတွေ့တဲ့အခါမင်းပြုံးပန်းလေးတွေဝေပါစေတနေ့နေ့ဆိုတဲ့မျှော်လင့်ချက်လေးကိုရင်ထဲမှာတင်ထားပြီးတရွေ့ရွေ့ရှိဆက်နေတယ်ကိုယ့်ရဲ့ကြိုးစားမှုတိုင်းကအောင်မြင်မှုတစ်ခုတည်းအတွက်မဟုတ်ဘူးတနေ့မင်းလက်လေးကိုယုံကြည်မှုအပြည့်နဲ့စုပ်ကိုင်နိုင်ဖို့မင်းကိုစိတ်ချမ်းသာစေမယ်ဘဝတစ်ခုပေးနိုင်ဖို့ပါကိုယ့်အိမ်မက်တွေအားလုံးရဲ့နောက်ဆုံးဥတီယာကမင်းရှိတဲ့နေရာပဲပင်မတဲ့နေ့တွေရှိသလိုအားလျှော့ခြင်းတဲ့အချိန်တွေလည်းရှိတယ်ဒါပေမဲ့ကိုယ့်ခြေလမ်းတိုင်းရဲ့အဆုံးမှာမင်းရှိနေမယ်လို့ယုံကြည်ထားတဲ့အတွက်ဘယ်တော့မှလက်မလျှော့ဘူးဒီနေ့ကိုစူးစမ်းမှုတွေအားလုံးအတိတ်ပဲရှိလာမယ်နေ့ရောက်လာလိမ့်မယ်အဲ့ဒီနေ့မှာကိုယ့်အိမ်မက်တွေအကောင့်ထဲပေါ်လာတာထက်မင်းဘေးမှာရက်ပြီးဒီနေ့ထိကိုစူးစမ်းခဲ့တာမင်းအတွက်ပါလို့ပြောနိုင်တာကိုပဲပို့ပြီးဂုဏ်ယူခြင်းနဲ့ဘာလို့လဲဆိုတော့ကိုနာကရဲ့ဥတီယာကအောင်မြင်မှုတစ်ခုတည်းမဟုတ်ဘူးမင်းနဲ့တူလက်တွဲရှောင်မဲ့ဘဝလေးဖြစ်နေလို့ပါမင်းတို့ဘဝနဲ့ဆန္ဒထက်တူကြတဲ့ပျော်ရွှင်စရာနေလေးဖြစ်ပါစေ